မူရင်းလားဆိုတဲ့ဟာကိုမိပြောမှဖြစ်ပါတယ်မိတ်တူနော်မိတ်တူပါဒီနေ့မူရင်းနဲ့မိတ်တူနဲ့ဘယ်လောက်กว่าဆိုကျွန်တော်တို့တိုင်းက1350ဆိုလို့ရှိရင်သူကဟိုကောင်1900လောက်နီးပါးဖြစ်သွား1500ပေါ့နော်1500ပဲချက်200လောက်တော့ဟသွားမူရင်းနဲ့မိတ်တူနဲ့ဘာလို့မူရင်းနဲ့မိတ်တူလို့ဈေးกว่าလဲဆိုတော့တချို့ကြောင့်လည်းအဲ့လိုမျိုးပေါ့နော်နောက်ပိုင်းကျမှအဲ့ခရမ်းလျှောက်တဲ့ခါကျတော့ခရမ်းလျှောက်တဲ့ခါကျမှအဲ့သူတို့စီကမူရင်းကိုပြန်တောင်းယူမှာအတူတူဝိုင်းတစ်ခွက်လုံးကြီးပေါ့နော်တစ်ခွက်လုံးကိုဝိုင်းပြီးတော့အဲ့လိုမျိုးခရမ်းလျှောက်ရတာဖြစ်ပါတယ်နော်အားကြောင့်မူရင်းသမားတွေနဲ့ဈေးပို့တယ်လို့ကျွန်တော်တော့ထင်တယ်တကယ်လည်းအဲ့လိုဖြစ်နေတာပေါ့နော်မြေပြင်မှာလေထွင်တာမို့အဲ့ဒါတကယ်ကိုဟာပါတယ်သူအဲ့ဒါဘာလို့ပြောမဆိုလို့ရှိရင်ကျွန်တော်ဆိုရင်အဲ့ငါးကွက်လေးတစ်ခွက်ကိုရောင်းကွက်လေးတစ်ခွက်ကိုလုံလိုက်တဲ့ခါတော့ဆိုမူရင်းသမားကိုဟိုပတ်စံပေးပြီးတော့မှကျွန်တော်ဓပုံလေးရရဖို့အတွက်10သိန်းလောက်ပေးပြီးတော့မှအဲ့လိုရရတာအဲ့မူရင်းကိုနောက်လူအဲ့ကျွန်တော်ဝယ်ပြီးလိုက်တဲ့မိတ်တူသမားကိုပေါ့နော်အဲ့နောက်ပြန်ရောက်တဲ့ခါကျအဆင်ပြေအောင်လို့ဆိုပြီးကျွန်တော်ဓပုံလေးရိုက်တာကို10သိန်းလေးလောက်ပေးရတယ်ဒါကြောင့်မူရင်းသမားတွေကအဲ့လိုမျိုးတော့ရှိတယ်အဲ့ဒါခက်ခဲတော့ရှိဒါကိုသွားဝယ်မဲ့ဟာဆိုလို့ရှိရင်မူရင်းသမားကိုခေါ်ပြီးတော့မေးကြည့်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီလိုဝယ်မှာကျွန်တော်တကယ်ခရမ်းပေါက်တဲ့ခါကျလို့ရှိရင်ခင်ဗျားတို့လိုက်လုပ်ပေးနေလားအဲ့လိုတကယ်နေတိုင်းမဲ့သူတွေကဝယ်ရောင်းသမားတော့အဲ့ဒါတွေမလိုပါဘူးဟုတ်ကဲ့ဝယ်ရောင်းသမားတော့လို့မလိုဘူးပေါ့အားကြောင့်မလို့ဝင်းသမားနဲ့မိတ်တူသမားဈေးကွာရအချင်းဖြစ်ပါတယ်နာမည်တကယ်ညီနိုင်မှာပေါ့နော်မဝယ်ရင်လည်းညီနိုင်လိုက်တော့ဘိုးဆယ်ပြည့်ပေါ့ဘာနေနေပေါ့နော်ခုကျွန်တော်ရောင်းပေးတဲ့ကွက်လေးဆိုမိတ်တူသမားသူကဝင်းသမားဟိုဗာလဲအဆက်တွေရှိနေပို့ကောင်းတော့ပေါ့အဲ့ဒါဆိုရင်တော့အဆင်ပြေမှာပေါ့ပြီးတော့အခုအဲ့လိုမှဆိုလို့ရှိရင်အဲ့ဒါကမိတ်တူတော့မှ1350ဆိုတော့1400နဲ့တည့်သွားတာဆိုတော့ကျွန်တော်တင်လိုက်တဲ့ကွက်လေးတည့်သွားတာဆိုတော့အဲ့ဒါปี30ปี40ဆိုလို့ရှိရင်ဟိုအိမ်တော့ပါတယ်အိမ်ကသိမကောင်းမီးလေးသိမပွားမပြီးသေးဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်2900နဲ့ပြောတယ်ဒါညီတိုင်းစီရှိတယ်အဲ့ကွက်လေးတွေမှာအဲ့ညညတယ်မှာပေါ့နော်ညတယ်မှာလမ်းလေးကတော့ကြောင်းလည်းနီးတယ်ပေါ့နော်အဲ့မှာကြီးတော့မကြောင်းလည်းနီးတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တကယ်အဲ့လိုမျိုးလေးမေးပြပါအောင်နောက်ကျတော့တကယ်ရောင်းကျင်တဲ့ကွက်တွေဆိုလို့ရှိရင် TikTok ပေါ့နော် friend တွေတကယ်ရောင်းကျင်လို့ဟိုဟာလေးဆိုလို့ရှိရင်ပိုင်ရှင်ကိုယ်တိုင်အဲ့လိုရတယ်ပိုင်ရှင်ကိုယ်နဲ့ကြားပွဲသားဆိုရင်တော့ကျွန်တော်တိတ်ပြီးတော့မလုပ်ကြည့်ချင်ပါဘူးဆိုတော့အာုံနေနောက်လို့မလို့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ဟိုမင်းကများမေးလို့လဲတရိယာပါဒါမှကျွန်တော်ကထပ်ပြီးလေးလာရမယ်ဟာလေးထပ်ပြီးလေးလာပြီးတော့ပြန်တင်မိပါပါခင်ဗျ